မင်္ဂလာပါရှင်နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဘုံနဂါရဲ့ BNRA တပ်စခန်းတချို့ကိုရမပင်ခရိုင် PDF တပ်ရင်းတွေတိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းပလဲမြို့နယ်ကဘုံနဂါဦးဆောင်တဲ့ဗမာမျိုးသားတော်လှန်ရေးတပ်မတော် BNRA တပ်ဖွဲ့စခန်းတချို့ကိုရမပင်ခရိုင်က PDF တပ်ရင်းတွေကဖေဖော်ဝါရီ18ရက်မနက်ပိုင်းမှာစတင်တိုက်ခိုက်နေပြီးတိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါရယ်။ပလဲမြို့နယ်ကကျေးရွာ2ရွာမှာရှိတဲ့ BNRA တပ်စခန်းတွေကိုစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးဒေသခံတွေဘေးလွတ်ရာတိမ်းရှောင်နေကြပါတယ်။ဘုံနဂါဦးဆောင်တဲ့ BNRA တပ်ရဲ့တပ်ရင်း3ကရင်းမပင်ခရိုင်တပ်ရင်း4ကရဲဘော်တအုပ်ကိုပြီးခဲ့တဲ့ဖေဖော်ဝါရီ12ရက်မှာတနက်နဲ့ပြစ်တက်မှုဖြစ်ခဲ့ပါတယ်။စကားများခိုင်ရန်ဖြစ်ပြီးတစ်ဖက်နဲ့တစ်ဖက်ပြစ်ခတ်ရာကနေတေဆုံးသွားတယ်လို့ထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီ16ရက်ညမှာတော့ရင်းမပင်ခရိုင်ကတပ်ရင်းတွေကစစ်ရေးပြင်ဆင်နေတဲ့အကြောင်း BNRA ကထုတ်ပြန်ခဲ့ပါတယ်။ BNRA ကိစကန်တွေအရင်က MOD တပ်ရင်းတွေပြန်လည်ရုပ်သိမ်းဖို့နဲ့စစ်ရေးမဖော်ဆောင်ဖို့အဲ့ဒီနေ့ညပိုင်းမှာ BNRA ကထပ်မံထုတ်ပြန်ခဲ့ပါတယ်။ဖေဖော်ဝါရီ18ရက်မနက်မှာတော့ကျေးရွာ2ရွာက BNRA တပ်စခန်းတချို့ကိုရင်းမပင်ခရိုင်က PDF တပ်ရင်းတွေကစတင်တိုက်ခိုက်ပြီးတိုက်ပွဲဖြစ်ပွားနေရလို့သိရပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ MOD တပ်ရင်းတွေကဒီကနေ့မနက်9နာရီခွဲကစပြီး BNRA ကိစခန်းတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီးဒရုန်းနဲ့လည်းဖုံးကျဲနေရလို့ BNRA တပ်ဖွဲ့ခေါင်းဆောင်ဘုံနဂါကဒီကနေ့မနက်ပိုင်းမှာလူမှုကွန်ရက်ကနေအသိပေးထားပါတယ်။ဘုံနဂါဦးဆောင်တဲ့ BNRA တပ်ဟာတော်လိုင်းတပ်တွေကိုမကြာခဏအနှောက်ယှက်ပေးနေတယ်လို့တော်လိုင်းတပ်တချို့နဲ့ပြည်သူတွေကြားဆွဆွဲခံရပါတယ်။ BNRA က2025နှစ်ကုန်ပိုင်းမှာပလဲမြို့နယ်အတွင်းမှာဝင်ဂိတ်တချို့ဖြန့်ဝေငွေတောင်းနေရလည်းရှိပါတယ်။အဲ့ဒီဂိတ်တွေကိုပိတ်သိမ်းဖို့ရင်းမပင်ခရိုင်တွေကတန်ရင်တွေကတတိပေးခဲ့ပူပြီး2026ဇန်နဝါရီ9ရက်နေ့မနက်ပိုင်းမှာတော့ပလဲမြို့နယ်ပုတ်ပါရွာနဲ့ချစ်ပင်ကြီးရွာကအခွန်ကောက်တဲ့ BNRA ဂိတ်စခန်းတစ်ခုကို PDF ရဲဘော်တွေကဝင်စီးနှင်းပြီးတင်ပိုက်ခဲ့ပါတယ်။နောက်ပိုင်းမှာ PDF တွေကစီးနှင်းထားစဉ်ကဖမ်းဆီးထားခံရတဲ့ရဲဘော်တချို့ကိုပြန်လွှတ်ပေးပြီးလက်နက်တွေကိုလည်းပြန်ပေးခဲ့ပါတယ်။အဲဒီနောက်ရက်ပိုင်းအကြာမှာ BNRA ကပကပဂိတ်တခိတ်တနက်နဲ့ပစ်ခတ်ပြီးရဲဘော်တချို့ကိုဖမ်းဆီးခဲ့ပါတယ်။ဒါအပြင်ဖေဖော်ဝါရီ12ရက်မှာရင်းမပင်ခရိုင် BNRA တပ်ရင်း4ကရဲဘော်တအုပ်ကို BNRA တပ်ရင်း3ကရဲဘော်2အုပ်ကပစ်ခတ်လို့တေဆုံးခဲ့ပါတယ်။ BNRA ကအချင်းချင်းအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။နှစ်ဖက်ကြားအဲ့လိုတင်းမာမှုတွေဖြစ်ခဲ့ပြီးတဲ့နောက်ဒီကနေ့မနက်မှာတော့ PDF တပ်ရင်းတချို့က BNRA စကန်တချို့ကိုစီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။စကန်တွေစီးနင်းတိုက်ခိုက်ခံရတာကို BNRA ခေါင်းဆောင်ဘုံနဂါကအခုလိုအတည်ပြုပါတယ်။ BNRA ရဲ့စကန်ငယ်တွေနဲ့လုံခြုံရေးဂိတ်တွေလာပြီးတော့စီးနင်းတိုက်ခိုက်တာမျိုးပါမနစ်ကလေးကတိုင်းစီမံချက်နဲ့ခရိုင်တပ်ရင်းတွေစုနေမယ်ဒီလိုမျိုးလုံးလိုက်မယ်လို့တော့မထင်ဘူး။တစ်ဖက်မှာလည်း KIA လို့အဖွဲ့တစ်ဖွဲ့ကစစ်ဒေသကိုဦးစီးနေတာဒီလိုမျိုးစီကတ်မဲ့အလုပ်ကိုလုံးလိုက်မယ်လို့မထင်ဘူးပေါ့။လာရင်တောင်မှဝိုင်းဝန်းပြီးတော့ဖိအားပေးမယ်လို့ထင်ခဲ့တာ drone ပုံတွေဆက်လက်နက်တွေနဲ့ဝင်စီးတာလို့ဘုံနဂါကဆိုပါတယ်။လက်ရှိမှာပြစ်ခတ်မှုတွေဆက်လက်ဖြစ်ပေါ်နေပြီး PDF တပ်ရင်းတွေအနေနဲ့ BNRA ကိုစစ်ရေးအရအရေးယူမယ်ဆိုရင်လည်းအချိန်တိုတွင်ပြက်ပြက်သားသားလှုပ်ဆောင်ဖို့နဲ့ဒေသတွင်တော်လိုင်းတပ်ဖွဲ့တွေကိုစနစ်တကျစူးစီးဖို့ပလဲမြို့နယ်ကဒေသခံတအုပ်ကပြောပါတယ်။လက်ရှိဖြစ်ပွားနေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ရင်းမပင်ခရိုင်တိုင်းရင်းတွေကသတင်းမထုတ်ပြန်သေးပါဘူး။နောက်ထပ်တပုတ်အနေနဲ့ KIO KIA နဲ့နှစ်ဖက်ခေါင်းဆောင်ပိုင်းတွေတွဲဆုံနိုင်ဖို့ကြိုးစားနေစေလို့ TNL ပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။မဟာမိတ်အချင်းချင်းဖြစ်တဲ့ကချင်လွတ်လပ်ရေးအဖွဲ့ KIO KIA နဲ့တအောင်းတက်မတော် PSLF TNL နှစ်ဖက်ခေါင်းဆောင်တွေတွဲဆုံနိုင်ဖို့ဆက်လက်ကြိုးပမ်းနေစေဖြစ်ကြောင်း TNL ပြောရေးဆိုခွင့်ရှိသူလူရီဦးကဖေဖော်ဝါရီ16ရက်မှာပြောပါတယ်။2024နှစ်ကုန်ပိုင်းနဲ့2025မှာရှမ်းမြောက်ဒေသတွေနဲ့ KIA နဲ့ TNL တို့အကြားနယ်မြေဆိုင်ရာအငင်းပွားမှုဖြစ်ပေါ်ခဲ့တာတွေအပေါ်နှစ်ဖက်ဗဟိုအဆင့်ခေါင်းဆောင်တွေတွဲဆုံနိုင်ဖို့စီစဉ်ထားပေမဲ့တနစ်ခန့်ကြာတဲ့အထိမတွေ့နိုင်ပဲဖြစ်နေတဲ့အခြေအနေမှာလူကြီးဦးကအဖွဲ့သဘောကိုခုလိုပြောပြတာပါ။လောလောဆယ်မှာတော့ KIA နဲ့ပတ်သက်ပြီးတော့မှကျမတို့တွဲဆုံဖို့ဗဟိုကနေကြိုးပမ်းနေတာမျိုးရှိတယ်။လောလောဆယ်ကတော့လူကိုယ်တိုင်စင်းတူတာမျိုးတော့မရှိသေးပေမဲ့တစ်ဖက်နဲ့တစ်ဖက်စာအသွားလာအထူးသဖြင့်မဟာမိတ်ဆက်ဆံရေးဌာနကနေဆက်သွယ်သွားလာတာမျိုးတွေရှိပါတယ်လို့ဆိုပါတယ်။ KIA နဲ့ TNL ခေါင်းဆောင်ပိုင်းတွေတွဲဆုံဖို့ခက်ခဲနေတဲ့အကြောင်းရင်းကိုမေးမြန်းရာလောလောဆယ်တွဲဆုံဖို့စူးစမ်းနေစေအခြေအနေဖြစ်လို့ပြောဖို့လဲစောသေးတယ်လို့အတည်ပြုပါတယ်။ KIO နဲ့ PSLF TNL ခေါင်းဆောင်တွေတွဲဆောင်ပွဲဖြစ်မြောက်ဖို့ KIO ဘက်ကဗိုလ်ချုပ်အဆင့်တာဝန်ရှိသူဦးဆောင်ပြီးဆွေးနွေးပွဲကျင်းပနိုင်ဖို့စူးစမ်းနေရလို့ KIO က2025နွေဦးကာလမှာအသိပေးထားတာပါ။ KIO နဲ့ PSLF တို့ကမဟာမိတ်စာချုပ်3ခုချုပ်ဆိုထားပြီးအဲ့ဒီစာချုပ်မှာဖို့ကော်မတီချင်းတွဲဆောင်မှုကိုနှစ်စဉ်အနည်းဆုံးတစ်ချိန်ပြုလုပ်ဖို့စီစဉ်ခဲ့ပြီးမြတ်သတ်မှတ်ထားတဲ့အတိုင်းမလုပ်ဆောင်နိုင်ခဲ့ပါဘူး။1986ကစပြီးထာဝရမဟာမိတ်ပုံစံအတူလက်တွဲခဲ့ပြီး2023-2023တို့မှာမဟာမိတ်စာချုပ်ကိုဆက်လက်အကောင့်ထဲပေါ်ဖို့ဆုံးဖြတ်ချက်တွေရှိခဲ့ပါတယ်။ဒါပေမဲ့2024နှစ်ကုန်ပိုင်းကစပြီးရှမ်းမြောက်မှာနေမြေဆိုင်ရာနဲ့အုပ်ချုပ်ရေးဆိုင်ရာပြဿနာတွေရှမ်းမြောက်မှာနှစ်ဖက်အကြားဖြစ်ခဲ့ပြီးအမြင်သဘောထားကွဲလွဲမှုတွေရှိခဲ့ပါတယ်။လူမှုကွန်ရက်မှာလည်းတအောင်းနဲ့ကချင်လူမျိုးတွေအကြားသွေးကွဲမှုပိုပြီးဖြစ်ပေါ်စေမယ့်ရေးသားချက်တွေလည်းတွေ့လာရပါတယ်။
ဒါနဲ့ပတ်သက်ပြီးလူရီဦးကဒီပေါ်မှာတော့တချို့ကတော့အထူးသဖြင့် Facebook မှာတွေ့နေကြတာကတချို့ကတအောင်ဆိုတဲ့ပုံစံမျိုးဟန်ဆောင်ပြီးတော့မှအကောင့်တူလိမ့်နေပြီးတော့မှရှန်တိုက်ပေးနေတာမျိုးတွေရှိတယ်တရင်ကိုချဲကားနေတာမျိုးတွေရှိတယ်ထိုနည်းတူစွာပဲကချင်လူမျိုးဆိုပြီးတော့မှအမည်နဲ့ပေါ့ကချင်လူမျိုးဟုတ်ချင်းမဟုတ်ချင်းမပြောတတ်ဘူးသူတို့ကဒီလိုမျိုးနာမည်နဲ့ဒီလိုမျိုးလှုပ်ဆောင်နေတာတွေ့ရပါတယ်ဆိုတော့ကဒါကတော့လူမျိုးစုအကြားမှာလူမျိုးချင်းချင်းမသိမြတ်အောင်လူမျိုးချင်းချင်းသွေးကွဲအောင်တမင်ဖန်တီးနေရလို့ပြောလို့ရတယ်လို့ဆိုပါတယ် KIO ခေါင်းဆောင်တအုပ်ဖြစ်တဲ့ကချင်လွတ်လပ်ရေးကောင်စီ KNC ဒုတိယဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးကွမ်မော်က2025 EP 9ရက်မှာ KIO နဲ့ PSLF နှစ်ဖွဲ့ဆွေးနွေးပွဲအတွက်ရှေ့ပြေးညှိနှိုင်းနေကြသက်ဆိုင်ရာဒေသရင်းရှိပြည်သူတွေနားလည်ကူညီပေးဖို့အတွက်အွန်လိုင်းသုံးစွဲသူတွေမီဒီယာတွေအကြံပေးထောက်ပြလူသူတွေစီမှလည်းအပြုသဘောဆောင်တဲ့ကူညီပံ့ပိုးမှုတွေကိုမျှော်လင့်ကြောင်းအသိပေးခဲ့ပါတယ်2025ဒီဇင်ဘာ9ရက်ကလည်းဒုတိယဗိုလ်ချုပ်ကြီးခွန်မော်ကပျော်ရွှင်ပွဲတအောင်နှစ်တစ်ကူလို့ရေးသားကစီလုံးချင်းဟာအင်အားဖြစ်စေကြောင်းတခြင်းကိုတအောင်နှစ်တစ်ကူပျော်ဝဲရှင်ပွဲခန္ဓာဓာတ်ပုံနဲ့တူဖော်ပြခဲ့ပါသေးတယ်။ဆက်လက်ပြီးနေပြီးတော့စေအုပ်စုရှိုးပွဲအပြန်လူငယ်တွေပေါ်တာဆွဲခံရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ပြည်ထောင်စုနေ့အထိမ်းအမှတ်နေပြီးတော့ပြည်သူရင်ပြင်မှာစေအုပ်စုကရှိုးပွဲအကြီးပွဲပြုလုပ်ခဲ့ပြီးပွဲပြက်လာတဲ့လူငယ်တွေကိုပေါ်တာဆွဲခဲ့တာကြောင့်လူငယ်30ကျော်တရက်ထဲဖမ်းဆီးခံလိုက်ရတယ်လို့ဖမ်းဆီးခံရသူတွေရဲ့မိသားစုဝင်တွေကပြောပါတယ်။ဘာမကဖီကဦးဆောင်ပြုလုပ်ခဲ့တဲ့နေပြီးတော့ပြည်သူရင်ပြင်ကနာမည်ကြီးအမှုပညာရှင်90ကျော်ပါခဲ့တဲ့ရှိုးပွဲကအပြန်မှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့တာပါအဲ့ဒီရှိုးပွဲကိုဖေဖော်ဝါရီ10ရက်ကနေ23ရက်ထိပြုလုပ်ခဲ့ပြီး23ရက်ညပိုင်းမှာတင်လူငယ်30ကျော်ဖမ်းဆီးခံခဲ့ရတာပါလမ်းတွေတုံပိတ်ဖမ်းတာခဏဖမ်းထားပြီးကားရောက်လာတော့ကားပေါ်တန်းတင်နေပထမဆုံးရှိတော့ရွာရောက်တဲ့လိုက်တော့ဆေးအောင်လို့ဆိုပြီး16ရက်နေ့ကပဲမိုးဆွေကိုပို့လိုက်တယ်လို့ဖမ်းဆီးခံရတဲ့သူတအုပ်ရဲ့ဇနီးဖြစ်သူကဆိုပါတယ်။မိုးဆွေမှာအမှတ်နှစ်တက်မတော်တမ်းမြင့်လေးချင်းအကြောင်းတာကာကနှစ်မိုးဆွေရှိပြီးအဲ့ဒီကိုပို့လိုက်ပြီးတဲ့နောက်အဆက်အသွယ်ပြတ်သွားတာပါ။ရေတော်မှာတွေးခွင့်ရလိုက်တဲ့လူတော်တော်များများပါတယ်အကုန်နီးပါးကရှိုးပွဲပြန်ပေါ်တာဆွဲခံလိုက်ရတာသူတို့ကစပြောတော့မလုပ်ပါဘူးဆိုပြီး73ရက်တရက်တည်းအများကြီးဆွဲသွားတာသွားတွေ့တော့စပင်းဒီမှာကရုံးတုံးပြီးသွားပြီလို့အထက်ပါမျိုးသမီးကဆက်ပြောပါတယ်။စစ်တပ်ကစစ်မှုရန်ပတ်စစ်20ကလူနည်းလို့ဆိုပြီးအဲ့ဒီလူတွေကို16ရက်ကပဲတာကကနှစ်မိုးဆွေကိုပို့လိုက်တယ်လို့သိရပါတယ်။စစ်တပ်ကအခုနောက်ပိုင်းအပတ်စဉ်တွေမှာလူမပြေလို့ဆိုပြီးမန္တလေးမြို့ကြောက်စဲကြောင်မဲစင်ကိုင်စားတဲ့မြို့တွေမှာဇက်တိုက်ပေါ်တာဆွဲနေတယ်လို့သတင်းမှာပါရှိပါတယ်။ဆက်လက်ပြီးရွာငံမြို့နယ်မှာစစ်တပ်ကကျေးရွာ9ခုကိုဝင်ရောက်စီးနင်းပြီးတန်ဃာတော်များအပါအဝင်ပြည်သူ20ကျော်ကိုဖမ်းဆီးကငွေကျပ်10သိန်းဖြင့်ပြန်ရွေးခိုင်းပြီးထောင်ထဲချီတဲ့ပြည်သူများစစ်ဘေးတိမ်းရှောင်နေရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ရွာငံမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကကျေးရွာ9ခုကိုဝင်ရောက်စီးနင်းပြီးတန်ဃာတော်တွေအပါအဝင်ပြည်သူ20ကျော်ကိုဖမ်းဆီးကငွေကျပ်10သိန်းနဲ့ပြန်ရွေးခိုင်းနေကြောင်းဒေသခံပြည်သူတွေကဆိုပါတယ်။ဖေဖော်ဝါရီလ1ရက်နေ့ကစပြီးဖေဖော်ဝါရီလ23ရက်နေ့ထိရွာငံမြို့နယ်ရှိကျေးရွာများ9ခုကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီးတန်ဃာတော်တွေအပါအဝင်ပြည်သူ20ကျော်ကိုဖမ်းဆီးခဲ့ကြောင်းဖမ်းဆီးခံရသူတွေကအသက်25နှစ်အရွယ်နဲ့အသက်40နှစ်အရွယ်ရှိမျိုးသားတွေဖြစ်ပြီးတန်ဃာတော်တွေလည်းပါဝင်ကြောင်းသိရပါတယ်။ဒီလိုဖမ်းဆီးခံရတဲ့လူငယ်တွေကနဗန်ကြီးကျေးရွာအင်တော်ကျေးရွာနဲ့ရေချမ်းကျွော်မှာဖြစ်ပြီးလက်ရှိအချိန်မှာကျန်းဖက်စစ်တပ်ကဖမ်းဆီးထားသူတွေကိုရွာငံမြို့ပေါ်ရှိမြို့မရဲစခန်းမှာထုံနှောင်ထားကမိသားစုဝင်တွေကငွေကျပ်10သိန်းနဲ့တွားရောက်ရွှေထုတ်ယူနေရကြောင်းလက်ရှိအချိန်ထိကျန်းဖက်စစ်တပ်ကကျေးရွာတွေကိုစစ်ကြောင်းထိုးနေပြီးထောင်ထဲချီတဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သတင်းမှာပါရှိပါတယ်